လိုပဲမြင်ပါဒီရန်ဆော့ဖ်ဝဲထဲမှာအခြေခံနေတာဖြစ်တယ်ဆော့ဖ်ဝဲထဲမှာအကောက်ခွင့်လေးကိုပြပါမယ်ဆော့ဖ်ဝဲထဲမှာအကောက်ခွင့်လေးကိုပြပါမယ်အရေးဆုံးဒီပေါ်ကဟာလေးကိုပြလိုက်ပါဆိုဒီချဲကိုရောက်လာပြီဆိုရင်ခဏပေါ့နော်အဲ့ဘာလဲရုပ်အိတ်ဖြစ်ရဒီလိုလဲတော့ပါနော်ပြီးရင်ဒီ၃ချောင်းလေးရှိတဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာ PROPS ကိုနှိပ်လိုက်ပါအဲ့ပေါ့ရှင်ဒီမှာနှစ်ခုပြထားရပါတော့အဲ့နှစ်ခုကိုဘယ်ဥစ္စာလောက်ကမလဲဆိုတော့ဒီနေရာလေးကိုလောက်ကပါပေါ့နော်အဲ့နေရာနှိပ်ပါနှိပ်ပါရှင်ဒီမှာသူပြထားရပါတော့ဒီနေရာကိုပြထားရပါတော့အဲ့နေရာလေးကိုနှိပ်ပါမယ်ကိုထက်ချင်တဲ့နာမည်ကိုထည့်လို့မရဘူးပေါ့နော်ကိုမှရှိတဲ့နာမည်လေးပဲနော်ကျွန်မဒီနာမည်လေးကိုထည့်လိုက်ပါပြီးရင်တော့ okay လေးကိုနှိပ်ပြပါနော်နှိပ်ပါရှင်ဒီအခုနအနူလေးပြဒီမှာပါ ID လေးထည့်ပြရပါတယ်ID ကိုမှမထည့်ချင်ဆိုရင်နော်ဒီနေရာလေးကိုပြပါနော်အဲ့နေရာမှာမထည့်ချင်လို့ရှိရင်မရှိရရှင်ပြောပါနော်ဒီဥစ္စာလေးကိုနှိပ်လိုက်ပါနော်အဲ့ဒီမှာပေါ်လာပါလိမ့်မယ်ဒီမှာတော့ဒီဥစ္စာလေးကိုနှိပ်လိုက်တယ်ပေါ့နော်ခဏစားရမယ်ဒီနူးချစ်လေးပြလိုက်ပါခဏစားလို့ရပါမယ်ဟုတ်ပါမဒီအိမ်လေးရပါတယ်အားဘလို့လို့ရဒါကာကိုတော့မနော်ဒီမှာဒီဘော်လေးကိုထည့်လိုက်ပါအဲ့ခဏလေးရတယ်ပေါ့နော်ဒီမှာကြည့်ပါအိမ်လည်းလူတိုင်းနေဘူးချင်းကြမှာပေါ့နော်ချစ်စီရတယ်ဒီမိုးလက်ထပ်ရပါတယ်ဒီမှာအခန်းတွေလည်းရှိပါတယ်ဒီဗီဂျီအခန်းတွေရောအဲ့ဒီအခန်းတွေရောရှိပါတယ်နော်အားတတိအင်းကြီးစားရပါနော်မမအဲ့အောက်ကျော်တော်လေးတော့အဲ့ဒါလေးပါနော်ဒီရရှိကောစီကောမမရေးခဲ့ပါနော်ကမလေးပါရေးခဲ့ပါဒါတော့ကလေးတွေအေးလို့ရတယ်ပေါ့နော်ကလေးလေးအေးလို့ရတယ်ပေါ့နော်အားလုံးပဲကူချီချုပ်ပြည့်အတွက်မနော်မပြပြထားပါတယ်အဲ့ဒီလေးကိုကြောက်ရည်လဲစကလေးလုပ်ပြချပါနော်အားလုံးပဲဒီတော့ဒီဘက်မှာရေကလေးလေးရှိသေးတယ်ပေါ့နော်ဟယ်လိုဆိုပဲဘိုင်ဘိုင်ဒီလိုပဲကျေးဇူးပါ